မိချာကတိတွေဟာအသက်ကိုမကယ်တင်နိုင်ယုံတင်မကပဲနောက်ဆုံးမှာရက်ဆက်လှတဲ့ဝါးစိမ်းထုတ်တစ်ချောင်းဖြစ်လာခဲ့တဲ့အခါရတနာဘုံနန်းတွင်းရဲ့အလှပဆုံးနဲ့အကြေခွဲဆုံးသမိုင်းရဲ့မြေစာပင်လေးဒိုင်းခင်ခင်ရဲ့ဘဝနိဂုံကိုဖျံလေခံစားကြည့်ရအောင်1863ခုနှစ်ဝန်းကျင်အညာမီကဏီမြို့တွင်မွေးဖွားခဲ့သည့်မခင်ခင်ကြီးသည်ငယ်စဉ်ကတည်းကရုပ်ရည်အစဉ်လှပလွန်းလာသဖြင့်လူအများကြားတွင်ထင်ရှားသူဖြစ်သည်အမွေးရခက်သဖြင့်ဆွဲရဟုငယ်မီတွင်ခဲ့တော်လေခင်ခင်ကြီး၏ကံကြမ္မာသည်သူမကိုနန်းတော်ကြီးစီသို့ဆွဲခေါ်သွားလိမ့်မည်ဟုမြည်သူမျှမထင်မှတ်ခဲ့ကြပေသားသမီးမရှိသောဒိုင်းအတွင်းဝင်ဥပိုလ်ကြီးနှင့်ဇနီးတို့ကသူမအားမွေးစားခဲ့သဖြင့်ဒိုင်းခင်ခင်ဟုသောအမည်ဖြင့်ရတနာဘုံနေပြည်တော်တွင်ကြော်ကြားလာခဲ့သည်တီဘိုးမင်းတရားကြီးနန်းတက်ဆာကာလနန်းတွင်းရှိပြိုင်ဘက်မင်းကြီးမင်းသားများကိုတုတ်တင်ပြီးနောက်ဖုံးတကိုးတက်စေရန်ရာစပီတေကဘိသိက်မင်္ဂလာကိုထပ်မံပြုလုပ်ရန်ကြံရွယ်ကြသည်ထိုစဉ်ကရွှေဖလားကိုဝိုင်ရန်အဖြူတော်ရွေးချယ်ရတဲ့နန်းတွင်ဩဇာရှိသူမောင်မောင်တို့ကဒိုင်းခင်ခင်အားစည်ရင်းတွင်ခဲ့သည်ကြော်ရှင်းသောအလှတိမ်မွေ့သောအမူအရာတို့ကြောင့်ဒိုင်းခင်ခင်ပြီးအကမဟေသည် စုဖျားလက်၏အနီးကအဖြူတော်အဖြစ်ရွေးချယ်ခံရသည်သို့သောထိုအလှတရားသည်ပလင်သူမအတတေမျိုးတမန်ဖြစ်လာခဲ့သည်စုဖျားလက်ဒုတိယကိုဝန်ဆောင်ထားခြင်းတွင်တီဘောမင်းနှင့်ဒိုင်းခင်ခင်တို့ကြား၌တန်ရောစင်မီတောင်ဆက်တင်ခဲ့သည်မောင်မောင်တုံးနှင့်မောင်ဖေငယ်တို့၏ကြားခံဆောင်ရွက်ပေးမှုများကြောင့်တီဘောမင်းသည်ဒိုင်းခင်ခင်အပေါ်ဆွဲလန်းလွန်သဖြင့်မြောင်နှန်းဆန်မီဖျားရာတို့ပေးအပ်မီဟုကတိပြုခဲ့သည်မင်းကြီးသည်ဒိုင်းခင်ခင်ကိုမိသူမြရန်မပြုတ်နိုင်စေရန်အတွက်ထိတ်လန့်ဖွယ်ကတိသစ္စာကိုပင်ဤသို့ဆိုခဲ့မှုသည်အကရာသူငါသည်အကီးတို့ဖြတ်ပါသူငါအုပ်ထီးနှန်းတို့ဆုံးကျစ်ရပါသေးသားငါအုပ်တိုင်ပြီးပျက်စီးရပါသေးသားအကရာသူအကယ်၍ငါသည်ဤကတိကိုဖျက်ခဲ့ပါမှုငါ၏ထီးနှန်းကိုဆုံးရှုံးရပါစေသာငါ၏တိုင်းပြည်ဖြစ်စီရပါစေသာစုဖျားလက်မိဖွားပြီးနောက်နန်းတွင်၌မတန်ကြရမှုများမြင့်တက်လာသည်တနေ့တွင်တောင်ဥယျာဉ်အတွင်းရှိပန်းခုံတော်၌လူပြိုတော်အသွင်ဝတ်ဆင်ထားသောဒိုင်းခင်ခင်နှင့်တီဘောမင်းတို့ချင်းတွေ့နေသည်ကိုစုဖျားလက်ကကိုယ်တိုင်လက်ရဖမ်းမိခဲ့သည်ရှင်တို့ကဒီမှာပြီးဖောက်ပြနှိတ်ကိုနေရထိတ်ဆုံကြကောင်းစီမယ်ဒေါ်တော်မီဟုံဟုံတောင်းနေသောမိဖုရားကြီးသည်ဒိုင်းခင်ခင်ကိုရိုက်နှက်ကထောင်သွင်းအကျဉ်းချထားခဲ့သည်1882ခုနှစ်ဧပြီလ၏ကျောင်းမတ်ဖွယ်ညချမ်းအချိန်ဒိုင်းတာမင်းကြီး၏မင်းဆောင်အတွင်းသို့ဒိုင်းခင်ခင်ကိုခေါ်ဆောင်လာခဲ့ကြသည်ထိုစဉ်ကသူမသည်တီပေါ်မီနားသွေးကိုလွှဲထားရပြီးဗိုက်ပင်တိတိတာတာထက်နေသောကိုဝင်ရစ်မာခင်ဖြစ်သည်သူမ၏နန်းဝတ်နန်းစားများကိုချွတ်စေကမြေကြီးပေါ်တွင်ဒူးထောက်စေလျက်တင်မင်းကိုရင်ဆိုင်ရတော့မီအချိန်တွင်ဒိုင်းခင်ခင်သည်နောက်ဆုံးတစ်ကြိမ်အနီးဖြင့်မင်းကြီး၏မျက်နာတော်ကိုဖူးမြော်ခွင့်ပြုရန်တနာခံခဲ့သည်သို့သောသူမအလွန်ချစ်ခဲ့ရသောဂတိသစ္စာများစွာပေးခဲ့သောတီပေါ်မင်းသည်မိဖုရားကြီးဩဇာအောက်တွင်လစ်လူရှုခဲ့သည်အမိန်တော်အတိုင်းဝါတင်တို့ဖြင့်လဲမျိုးကိုရိုက်နှက်ကအဆုံးစီရင်ချိန်တွင်ဒိုင်းခင်ခင်သာမကသူမ၏ဝမ်းထဲမှသားတော်လေးပါအသက်ပြောက်ခဲ့ရသည်မွေးစားမိဘများဖြစ်သည့်ဒိုင်းဝန်နှင့်ဒိုင်းဝန်ကတော်တို့သည်လည်းသမီးဖြစ်သူနှင့်အတူအစစ်ပကွက်မြက်ခံခဲ့ရသည်သမိုင်းပညာရှင်၏ကောက်ချက်ဒိုင်းခင်ခင်ကိုကွက်မြက်ပြီးနောက်3နှစ်အကြာတည်းတီဘော်မင်းကျိန်ဆိုခဲ့သည့်အတိုင်းမြမထီးနှန်းဆုံးရှုံးခဲ့ရပြီးတိုင်ပြီးပျက်စီးခဲ့ရသည်သမိုင်းပညာရှင်အချို့ကဤသည်ကိုဒိုင်းခင်ခင်၏အာဃာတနှင့်ဂတိသစ္စာကျိန်စာဟုပင်တင်စားကြသည်ဖမ်းချုပ်ပြီးခေါ်သွားစမ်းအခုချခွင့်အရင်မင်းကျမတ်ကိုလှက်ပေးပါဘာအပြိမ်မှမလုပ်ပါပဲဒိုင်းခင်ခင်သည်နန်းတွင်အာနာလူပွဲများကြားတွင်မြေစာပင်ဖြစ်ခဲ့ရသောအလှပဆုံးသောအစွဲလန်းဆုံးသောဝိညာဉ်တစ်ခုအဖြစ်မန္တလေးနန်းတွင်ရာဇဝင်တွင်ယနေ့တိုင်တည်ရှိနေပါသည်